ရောက်တယ်မှာဘလို့ဘက်ကင်စနစ်ကိုသုံးမလဲ လေ ဟုတ်ပဲမင်္ဂလာပါကျွန်တော်အခုရောက်ရှိနေတဲ့နေရာကတော့ဒါကျွန်တော်တို့ဒငင်းကုန်းဈေးအတွင်းမှာရောက်ရှိနေတာဖြစ်ပါတယ်ဒါကျွန်တော်ဒငင်းကုန်းဈေးကကျွန်တော်တို့မိတ်ဆွေတယောက်နဲ့အခုအမေးပြေကဏ္ဍလေးကျွန်တော်တို့ပြုလုပ်သွားမှာဖြစ်ပါတယ်ကျွန်တော်တို့စုကြီးလက်ဆောင်တွေလည်းချင်းမြပြဖို့အစီအစဉ်ရှိပါညီလေးမင်္ဂလာပါဒီလေးနာမည်လေးကိုချက်တော့မိတ်ဆက် အောင်မျိုးနိုင်ပါဘူး မျိုးနိုင် ဒီညကုန်းမှဆိုရင်တော့ပယ်လေးလို့ပေါ့ ပဲလေးတို့ဟုတ်ဒငင်းကုန်းမှာညီလေးအဓိကဘာလုပ် ကျွန်တော်ကတော့ကုန်နေကုန်ကြလို့ ကုန်နေကုန်ကြလောက်တာပေါ့နော်အဲ့ဒါဆိုလို့ရှိရင်အခုညီလေးကိုအခုဘေးကိုတစ်ခုမေးမယ်ညီလေးဘယ်နယ်ပယ်မှာအဓိကကျွမ်းကျင် ဖိုက်တာနေပဲဖိုက်တာ ပိုင်း ဖိုက်တာဆိုတော့ ဖိုက်တာဆိုတာချင်းတော့ချင်းနဲ့ပတ်သက်ပြီးတော့မှချင်းနဲ့ပတ်သက်ပြီးတော့မှအဲ့ဒါကိုညီလေးတို့အဓိကဥစ္စာဖြစ်တယ်ပေါ့နော်ကဲညီလေးကိုအခုဖိုက်တာပေါင်းနဲ့ပတ်သက်ပြီးတော့မှညီလေးကိုဘေးကုန်းလေးမေးဖိုက်တာပေါင်းမှာညီလေးဘက်ကင်နေရှိဘက်ကင်ဘယ်နှမျိုးရှိလဲဘက်ကင်တစ်မျိုးစီကိုပြောနိုင်တယ်ဆိုလို့ရှိရင်ညီလေးတို့စုကြီးွယ်1000ပြီးပေးမယ် နေရှင်မှာတော့တစ်ဖက်ကိုရိုက်မယ်ဆိုရင်အောက်စီးလည်းလုပ်ရမယ်တစ်ဖက်ကိုလည်းပိုက်ကိုခြေတော့ကြော်လို့မရဘူးပဲခင်ဗျာ โอเค ဟုတ်ကဲ့ တစ်မျိုး ရရတော့နေရှင်နဲ့ဘယ်တော့ကာလာရှိတယ်ပဲခင်ဗျာဟုတ်ကဲ့ပြီးတော့ရိုက်တဲ့နေရာမှာလည်းတစ်ဖက်လူကိုအထင်သေးလို့တော့မရဘူးပေါ့အကောင်းဆုံးတစ်ဖက်လူဖမ်းလို့မရအကောင်းဆုံးရိုက်ပြတယ် ဟိုအကိုကနီးစနစ်တို့ပေးတယ်ဒီလေးစောနာတစ်ဖက်ကနေပကင်ရိုက်တာကိုကားတဲ့နီးစနစ်တစ်မျိုးဟုတ်ပြီရပြီပြီးတော့တစ်ဖက်လူကိုနံပါတ်1မှာဖြည့်သွားတဲ့နီးစနစ်တစ်မျိုးလည်းရတယ်ဟုတ်ပြီတစ်မျိုးရှိနေရှင်ရဲ့ပကင်ကဆိုရင်ကြောဘရောပါ ကြောဘရောပါမှာ3မျိုးဟုတ်ပြီ ၄ယောက်တွဲပါမယ် 4ယောက်တည်းမှာဘလို့ပကင်စနစ်ကိုသုံးတယ် ၄ယောက်တွဲမှာနှစ်ဖက်ပကင်နှစ်ဖက်ပင်ကရိုက်တဲ့ပကင်ကိုသုံးမှအဆင်ပြေ ပညာရဲတဲ့ပဲဟုတ်ပြီ4မျိုး နောက်တစ်ခုကတော့ပကင်ကန်တဲ့နေရာမှာအရှိုင်းကြီးပဲတည်တတ်မဟုတ်ဘူးနဲ့ပကင်ကို follow ကန်တာလည်းရှိရ ဟောရှိဟုတ်ကဲ့5မျိုးပါဟုတ်ကဲ့ပါဒါကျွန်တော်တို့ပကင်နဲ့ပတ်သက်ပြီးတော့မှ5မျိုးဖြည့်သွားတဲ့အတွက်ညီလေးကိုစုချင်းဝင်အခု9000ပေးပါနော်အကိုတို့ကတော့ MDK မိုးကဖြန့်ချီရောင်းဝယ်ရပါကားကြီးနဲ့ပတ်သက်လာရင်ကားကြီးမိုးကလည်း site ကြီး site လဲ site တွေကိုတို့အစုံရအောင်เนาะမိုးကလည်းပတ်သက်ကိုတို့သတိရအောင်เนาะအခုလိုဖြေချပေးရတော့ညီလေးကိုလည်းကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ချင်းလောကမှာဒီရောက်ပို့ပြီးအောင်မြင်နိုင်ပါလေဟုတ်ကဲ့ဟုတ်ကဲ့ဒါကျွန်တော်တို့ချင်းနဲ့ပတ်သက်ပြီးတော့ချင်းဝါဒနာရှိတူကျွန်တော်တို့မေးမြန်းကြတာဖြစ်ပါတယ်ဒါကျွန်တော်ဒငင်းကိုကာဝင်းရနေပြီးတော့မှကျွန်တော်တို့ကုန်နေကုန်ကြဝန်ထမ်းဖြစ်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်